အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ကျွန်တော်တို့ sandbox အကြောင်းကိုပြောပြပေးမှာဖြစ်တယ်အဲ့တော့ sandbox ကိုကျွန်တော်တို့ဘာလို့သုံးရတာလဲ sandbox ကိုဘယ်လိုသုံးမလဲအဲ့တော့အဓိက sandbox ကိုသုံးရတဲ့ရည်ရွယ်ချက်ကဥပမာဆိုကျွန်တော် internet ထဲက software တစ်ခုကိုကျွန်တော် down လိုက်တယ်ဒါမှမဟုတ်လဲ email ထဲမှာပါလာတဲ့ attachment တစ်ခုဥပမာ PDF file ဆိုပါစို့ attachment တစ်ခုကိုကျွန်တော် down လိုက်တယ် down ပြီးတော့အဲ့ software သုံးဖို့ attachment ကိုကျွန်တော်တို့ဖွင့်ကြည့်ခြင်းတယ်ဒါပေမဲ့ဖွင့်ဖို့လဲကျွန်တော်အဲ့ software သုံးဖို့ attachment ကိုကျွန်တော်တို့မှာတန်တရားဖြစ်နေတယ်အကဲဖွင့်လိုက်တယ်ဆိုလို့ရှိရင်လည်းဥပမာဆိုရင် malware တွေဒါမှမဟုတ်လဲ phishing ပုံစံမျိုးတွေဆက်ထဲကိုရောက်သွားမှာစပြင်ပါတော့တခုစိုးရင်စေဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ sandbox ကိုသုံးလို့ရတယ်အဲ့တော့ sandbox ဆိုတာ virtual machine လိုပဲဒါပေမဲ့မတူတာက sandbox ကသူအသုံးပြုပြီးသွားပြီဆိုလို့ရှိရင်သူ့ထဲမှာဘာမှမကြံတော့ဘူး virtual machine ကတော့ကျွန်တော်ဒီပုံမှန် operating system လိုပဲဥပမာဆိုလို့ရှိရင် main operating system က Windows ဆိုပါစို့ဒါဆိုရင် Windows ကကျွန်တော်တို့ရဲ့အိမ်မှာကြီးအကဲ virtual machine ကတော့ကျွန်တော်တို့ရဲ့အိမ်နောက်ဖေးပေါ့နော်အဲ့ဒီမှာအိမ်နောက်ဖေးမှာကျွန်တော် activity တွေဆော့တာပဲဖြစ်ဒါမှမဟုတ်အပန်းဖြေတာပဲဖြစ်လုပ်လို့ရတဲ့အိမ်နောက်ဖေးတစ်ခု sandbox ဆိုတာကတကားပိတ်ပြီးကျွန်တော်တို့ဆော့ချင်တာဆော့ကျွန်တော်တို့လုပ်ချင်တာလုပ်လို့ရတဲ့အန်ဒီရယ်လေးကင်းတဲ့နေရာတစ်ခုအဲ့ဒါကို sandbox လို့ခေါ်တယ်အိမ်ထဲမှာရှိတဲ့အခန်းတစ်ခန်းလို့ကျွန်တော်တို့ပြောလို့ရတယ် sandbox က operating system တိုင်းမှာကျွန်တော်ထည့်သုံးလို့ရတယ်အကဲ operating system ထဲမှာပါပြီးသား sandbox ကိုမသုံးချင်ဘူးဆိုလို့ရှိရင်အကဲကိုကလည်း Docker နဲ့ familiar ဖြစ်တယ်ဆိုလို့ရှိရင် Docker ထဲမှာလည်း sandbox container တစ်ခု create လုပ်သုံးလို့ရတယ်အကဲ Linux မှာဆိုရင်တော့ sandbox တွေပေါ်တယ်ဥပမာဆိုရင် Firej တို့ Flatpak တို့ Podman တို့စသဖြင့်ပေါ့နော်အများကြီးရှိတယ်အဲ့တော့နမူနာအနေနဲ့ကျွန်တော်တို့အရင်ဆုံး Windows ထဲမှာပါလာပြီးသား sandbox ကိုဘယ်လိုထည့်ပြီးတော့အသုံးပြုလို့ရလဲဆိုတာကျွန်တော်ကြည့်ကြည့်အောင်အဲ့ Windows ထဲမှာကျွန်တော် sandbox ထည့်ချင်တယ်ဆိုလို့ရှိရင်အရင်ဆုံး Windows ထဲဝင်လိုက်ပြီးတော့ Windows ရဲ့ search bar ထဲမှာဒီ turn on off ဆိုတာကိုကျွန်တော် search လုပ်လိုက်မယ်။ကျွန်တော်ဒီထိပ်ဆုံးမှာတွေ့ရတဲ့ဒီ Windows features တွေ on off လုပ်လို့ရတဲ့နေရာတွေကို click နှိပ်ပြီးတော့သွားလိုက်မယ်။အဲ့တော့ Windows ထဲမှာ sandbox က built-in အနေနဲ့ပါပြီးသားဒါပေမဲ့ default အနေနဲ့ကတော့သူ off ထားတယ်။အကယ်ဒီ sandbox ကိုသုံးချင်တယ်ဆိုရင်ကျွန်တော်တို့ on ပေးရမယ်။ဒါဆိုရင် Windows features တစ်ခုအနေနဲ့သူ install လုပ်ပေးလိမ့်မယ်။ install လုပ်ပြီးသွားရင် Windows ကို restart လုပ်ပေးဖို့လိုတယ်။ဒါဆိုရင်ကျွန်တော် Windows restart လုပ်လိုက်မယ်။ Windows restart လုပ်ပြီးသွားပြီဆိုရင်ကျွန်တော် sandbox ကိုသုံးလို့ရပြီ။ကျွန်တော်ဒီ search bar မှာပဲ sand လို့ရိုက်ထည့်လိုက်။ဒါဆိုရင်ထိပ်ဆုံးမှာတွေ့ရမယ်ဒီ Windows sandbox ကို click နှိပ်ပြီးတော့ sandbox ထဲဝင်လိုက်မယ်။ virtual machine လိုပဲကျွန်တော်ဒီ Windows တစ်ခုဒါပေမဲ့ fake window ပေါ့နော်။လုံးဝ virtual machine မဟုတ်ဘူး။ fake window တစ်ခုတက်လာနိုင်မယ်။ဒါဆိုရင် Windows တက်နေပြီ။ဒါခဏစောင့်မယ်။ Okay ကျွန်တော်ဒီ fake window သို့မဟုတ် sandbox တက်လာပြီဆိုလို့ရှိရင်ဒီထဲမှာကျွန်တော်တို့တန်တရားဖြစ်နေတဲ့ file တွေဒါမှမဟုတ်ကျွန်တော်တို့တန်တရားဖြစ်နေတဲ့ software တွေမဖွင့်ရတဲ့ software တွေပေါ့နော် install မလုပ်ရတဲ့ software တွေကိုကျွန်တော်တို့ဒီထဲမှာအန်ရယ်ကင်းကင်းနဲ့စမ်းဖွင့်ကြည့်လို့ရတယ်ဥပမာဆိုရင် desktop မှာ copy ကူးထားတဲ့ zip file ကို sandbox ကိုထည့်ပြီးတော့ဖွင့်ကြည့်မယ်အဲ့တော့ပုံမှန်အတိုင်း copy ကူးပြီးတော့ sandbox ကို file ကိုထည့်လိုက်မယ်ပြီးရင်ဒီ zip file ကိုဖြည့်ကြည့်လိုက်မယ်အကယ်၍ file တစ် file သို့မဟုတ် software တစ်ခုကိုဖွင့်လိုက်လို့အဲ့ software က memory မှာနေရာအများကြီးယူနေတယ်ဒါမှမဟုတ်လည်း CPU usage အများများနေတယ်ဒါမှမဟုတ်လည်းအဲ့ file ကိုဖွင့်လိုက်လို့ဘာမှထွက်မလာဘူး PDF file တစ် file ကိုဖွင့်လိုက်လို့ဘာမှတက်မလာဘူးဆိုလို့ရှိရင်သိကြတယ်အဲ့ file မှာ issue တစ်ခုရှိနေပြီဥပမာဆိုရင် malware ဒါမှမဟုတ်လည်း virus တစ်ခုပါနေတယ်ပေါ့နော်အဲ့လို issue တွေပါနေဆိုလို့ရှိရင်ဒီ sandbox ထဲမှာဖွင့်တာဖြစ်တဲ့အတွက် main window မှာ affect သွားမှာဖြစ်ဘူးအကယ်၍ကျွန်တော်တို့ကသိသွားပြီ issue တစ်ခုဖြစ်နေတယ်ဆိုတော့ကျွန်တော်သိသွားပြီဆိုလို့ရှိရင်အကယ်၍ sandbox ကိုပိတ်လိုက်တယ်ဆိုလို့ရှိရင်လည်း sandbox ကဘာမှ main window မှာသွားပြီး affect မဖြစ်ဘူး sandbox ထဲမှာရှိတဲ့ memory အကုန်လုံးကလည်းဘာမှကြံခဲ့မှာမဟုတ်တော့ဘူးပေါ့နော် Okay ဒါဆိုရင်ကျွန်တော် sandbox ကို Linux မှာဘယ်လိုသုံးမလဲအဲ့တော့ Docker sandbox container တစ်ခုကျွန်တော်နမူနာ create လုပ်ပြမယ် Docker command Docker create လုပ်မှာမလို့ run rm ဆိုတာကအကယ်၍ဒီ container ကိုကျွန်တော်တို့အသုံးပြုပြီးလို့ပိတ်လိုက်တယ်ဆိုလို့ရှိရင်တခါတည်းဒီ container ကို clean လုပ်ပြချင်တာဒါ interactive terminal အနေနဲ့သုံးမှာမလို့ IT ပြီးကျွန်တော်တို့အသုံးပြုခြင်းနဲ့ sandbox က Ubuntu ကိုသုံးမှာဒါကြောင့်မလို့ Ubuntu ပြီးရင် bash ဒါ bash command နဲ့ share ထဲမှာကျွန်တော်တို့ဒီ run မှာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ Ubuntu sandbox container တစ်ခုရလာပြီအော်ဒီထဲကိုကျွန်တော်တို့ file တွေထည့်ပြီးတော့စမ်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ် software တွေဒီ package တွေပေါ့နော် software တွေ install လုပ်တာပဲဖြစ်ဖြစ်ဒီ sandbox ထဲမှာကျွန်တော်တို့လုပ်ချင်တာအကုန်လုံးလို့ရသွားမယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီ sandbox ကိုဘယ်လိုသုံးမလဲဆိုတာနဲ့ sandbox ထဲမှာ
sandbox ထဲမှာဘာတွေလုပ်လို့ရတယ်ဆိုတာကိုနမူနာအနေနဲ့ Linux မှာရယ်ကျွန်တော် Windows မှာရယ်အခုလိုမျိုးအသုံးပြုလို့ရတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်မှပြန်တွေ့မယ်